ကဲအကုန်လုံးထည့်ပြီးသွားပြီဆိုတော့နေပါတော့မရှင်ကဲ share ပြီးနေပါပြီရှင် share ပြီးနေပါပြီကြည့်ပါမမေဒီနေ့ဘာလေးစားမလဲဆိုတော့ဘာလေးလှုပ်စားမလဲဆိုတော့ဒီနေ့ကပလာတူထိုင်းထမင်းတုပ်လေးတုပ်စားမှာပေါ့နော်အဲဆိုမမေတုပ်လိုက်ပါဦးမယ်ကဲဒါလေးကတော့ပလာတူငါးလူကြော်ပြီးတော့ရိုးနှံထားတာပါနော်ထည့်မယ်ရဲဒါလေးတွေကငြုပ်တိစိမ့်နန်ပင်ပဲသည်ကြက်သွန်နီထည့်မယ်ထိုင်းတုပ်ဆိုတော့သိရလားထိုင်းအတုပ်ရဲ့အသက်ကဒီထိုင်းငပိပဲထိုင်းငပိလေးထည့်မယ်ပြီးတော့ချိုမုတ်လေးထည့်ဟိုကလေပလာတူငါးမှာတော့အရသာတွေပါပြီးဆိုတော့တိတ်ပြီးတော့မထည့်တော့ချိုမုတ်နည်းနည်းပဲထည့်မယ်နော်ညတိမုတ်ကတော့မမြဆက်ဆက်လေးစားမှာဆိုတော့ညတိမုတ်နှစ်စင်းလောက်ထည့်ပါမယ်ဟုတ်တော့ဒါတမယာရည်လေးညှက်မယ်ပြီးတော့ဒါကကြက်သွန်ဖြူကြော်လေးနော်ကြက်သွန်ဖြူကြော်လေးပါဒါမင်းကြော်ထားမှာမဟုတ်ဒါ ready made လေးပေါ့နော်ကဲအကုန်လုံးထည့်ပြီးသွားပြီဆိုတော့နေပါတော့မရှင်ကဲ share ပြီးနေပါပြီရှင် share ပြီးနေပါပြီကြည့်ပါလုံးဝချင်းနေတယ်ဒါလဲလေမမေကဒါအခုမှပထမဆုံးချိန်တုတ်စားဘူးတာနော်ဒီထိုင်းသမင်းတုတ်ကိုလေမမေတခါမှတုတ်မစားဘူးတည်ဆိုတော့တုတ်ပြင်းဘလို့လေးအရသာလေးရှိလေဆိုတော့စိုင်းနေပြောပြမယ်တက်လားဒီနေ့ကတော့မမေလက်မစွတ်တော့ဘူးနော်လက်လေးနဲ့ပဲအားရပါရနေလိုက်တော့မယ်ကဲမြည်ကြည့်လိုက်ပါဦးမယ်ရတာမြည်ကြည့်လိုက်ပါဦးမယ်ထိုင်းငပိလေးနည်းနည်းလူတယ်ထည့်လိုက်အောင်နော်အဲ့ဒါဆိုဒီမှာထိုင်းငပိလေးနော်နည်းနည်းထပ်ထည့်လိုက်မှာရတာလေနည်းလူသွားတော့ကဲလောက်ဆိုတော့တော်တော့ဖြစ်သွားပြီခုနငပိလေးနည်းနည်းလူသွားဒါဆိုရင်မမေပကံလေးထည့်ပြီးတော့ပွေလေးလှလှလေးပြင်လိုက်မယ်နော်ကဲအဲ့ဒါဆိုရင်အရွက်ကြော်လေးပါထည့်ပါမယ်နော်ဒါလေးကလေဒိုင်းကောင်းညွန့်လေးကိုမမေအချိုလေးကြော်ထားတာပြီးတော့မြုပ်တီး6တောက်မြုပ်တီးကိုလှော်ထားတာကဲဒါဆိုရင်လုံးဝပြီးပြည့်စုံသွားတဲ့ထိုင်းပလာတူထမင်းတုပ်လေးရပါပြီရှင်စားပါဦးနော်ကဲအဲ့ဒါဆိုလက်ဆောင်စားကြမယ်ချစ်တော်လေးတို့ရေမစားခင်ထုံးစံတိုင်းယူနေချက်လေးနဲ့ connection မယ်ကဲလက်ဆောင်စားမယ်ချစ်တော်လေးတို့ရေလက်ဆောင်စားလို့ရပါပြီနော်။နော်မမစားကျင်နေတဲ့ဒီပလာတူးထမင်းတုပ်ကိုကြောက်ထဲပဲရှေ့စားတော့ငွေးနေပဲကြိုက်တယ်ငွေကြီးလော်တာပလာတူးငါလို့လေသူရှာလေးနေလိုက်တော့ဘယ်လိုဖြစ်လဲဆိုသူရဲ့အရသာစိတ်နေပလာတူးငါရတော့စိတ်နာလုံးဝလိုက်ဖက်နေရောဆောပါဒီတုတ်နေလို့လည်းမမေက Facebook ပေါ်မှာတွေ့တာတော့မကြသေးပါဘူးတစ်ပတ်နှစ်ပတ်လောက်ပဲရှိသေးတယ်အဲ့ဒါမမေကစားကောင်းမဲ့ပုံပဲဆိုခုလှုပ်စားကြည့်လုံးဝစားကောင်းစစ်တော်လို့တော့ဒီလိုတုတ်စားကြည့်နော်တမျိုးတည်းနဲ့လုံးဝပွဲသိမ်းမယ်ဒါဟင်းမအောင်မလို့တော့တော်စားကောင်းတယ်မမေတော့ဒါမကြခဏတုတ်စားမယ်မင်းတို့တမျိုးတိုးရတာပေါ့နော်မမေအကြမ်းနဲ့လုံးဝကွက်တိတယ်
ချစ်တော်လေးကိုတေကြနေပြီလားမင်းဒီမှာရှူးရှူးဆွဲဆွဲတွေဖြစ်နေတော့လေဝေါထိမိကောင်းလိုက်တာချစ်တော်လေးတွေတော်တော့ကောင်းမှမနာမထင်